စူညံတန်တွေမလိုအပ်ဘူးနာမည်ကြီးမှုတွေမလိုအပ်ဘူးသူလိုတာကရလက်တစ်ခုတည်းပါအိုဒဖို့ရဲ့အချက်တဲတိုင်းမှာကယ်တင်ရှင်အဖြစ်ပေါ်လာတတ်တဲ့မိုက်ကယ်ကာရစ်ကအခုလဲမန်စီးတီးအသင်းကိုနှစ်ဂိုးပြတ်နဲ့အနိုင်ယူပြီးသူ့ရဲ့တိတ်ဆိတ်တဲ့ပါရမီကိုထပ်မံတက်တည်ပြလိုက်ပြန်ပါပြီအမော်ရင်လက်ထက်မှာရိုင်နေခဲ့တဲ့အသင်းကိုရပ်ပိုင်းအတွင်းမှာဘလို့တည်ငြိမ်အောင်လှုပ်လိုက်တာလဲကာရစ်ရဲ့လက်အောက်မှာယူနိုက်တက်ကယာဒီကုန်ရင်ဘယ်အဆင့်ထိတက်လန်းသွားနိုင်မလဲဒီနေ့ဗီဒီယိုမှာတော့ကာရစ်ရဲ့နီးစနစ်နဲ့ယူနိုက်တက်ရဲ့အနာဂတ်ကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပေးသွားပါမယ်နံပါတ်1တိတ်ဆိတ်သောပါရမီရှင်ကာရစ်ကကစားသမားဘဝတုန်းကလည်းကွင်းလယ်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ကစားကွက်ကိုထိန်းချုပ်ခဲ့တဲ့သူပါအခုနီးပြဘဝမှာလည်းသူဟာအော်ဟစ်နေတတ်တဲ့နီးပြမျိုးမဟုတ်ဘဲနဲ့ပွဲကိုတေချာဖတ်ပြီးနီးပြူပါပိုင်းနဲ့အနိုင်ယူတတ်သူဖြစ်ပါတယ်မန်စီးတီးနဲ့ပွဲမှာကျွန်တော်တို့မြင်ခဲ့ရတာကအရင်လိုပြခတ်နေတဲ့ယူနိုက်တက်မဟုတ်တော့ပါဘူးကစားသမားတိုင်းကသူတို့ဘာလို့ရမလဲဆိုတာကိုတေချာသိနေကြသလိုကာရစ်ရဲ့4-3-1စနစ်ကလည်းကစားသမားတွေရဲ့ပင်ကိုအရေးချင်းကိုပြန်လည်နိုးထစေခဲ့ပါတယ်။ဒါဟာပါရမီရှင်တယောက်ရဲ့တိတ်ဆိတ်တဲ့တုံ့ပြန်မှုပါပဲ။နံပါတ်1စူညံနေတဲ့အိမ်ကြီးချင်းတွေကိုအနိုင်ယူခြင်းဂွာရီယိုလာရဲ့မန်စီးတီးအသင်းကိုဂိုးမပေးရဘဲနဲ့အနိုင်ယူလိုက်တာကယူနိုက်တက်ကံကောင်းလို့မဟုတ်ပါဘူး။ကာရစ်ကမန်စီးတီးရဲ့ကွင်းလယ်ဖြတ်တောက်မှုတွေကိုဘလို့တားဆီးရမလဲဆိုတာတေချာပြင်ဆင်ခဲ့တာပါ။ဒီနိုင်ပွဲကယူနိုက်တက်ကစားသမားတွေအတွက်ပျောက်ဆုံးနေတဲ့ယုံကြည်မှုကိုပြန်လည်ရရှိစေခဲ့ပါတယ်။ငါတို့ကဘယ်အသင်းကြီးကိုမဆိုရှင်ကစားနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကိုကာရစ်ကကစားသမားတွေစီကိုပြန်လည်ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။နံပါတ်3ယာဒီကုန်ထိဘာတွေမျှော်လင့်လို့ရနိုင်မလဲ။ကာရစ်ကယာဒီကုန်ထိပဲယာယီနီးပြအဖြစ်ကိုင်းတွယ်မှာဖြစ်ပေမဲ့သူခြံထားခဲ့မဲ့သူ့ရဲ့ပုံရိပ်ကတော့ကြီးမားနိုင်ပါတယ်။အခုလိုမျိုးမန်စီးတီးကိုနိုင်လိုက်တဲ့အချိန်နဲ့သာဆက်သွားနေမယ်ဆိုရင်ယူနိုက်တက်ဟာယူရိုပါလိဝင်ခွင့်ထက်ပိုမြင့်မားတဲ့ချန်ပီယံလိဝင်ခွင့်တော့4ကိုပါမျှော်လင့်လို့ရနိုင်ပါတယ်။ဒါအပြင်အသင်းမှာကိုယ်ပိုင်ကစားဟန်တစ်ခုတည်ငြိမ်သွားပါလိမ့်မယ်။နောက်ထပ်ရောက်လာမယ့်နီးပြအသစ်အတွက်ကောင်းမွန်တဲ့အခြေခံအုတ်မြစ်တွေကိုလည်းကာရစ်ကချပေးသွားနိုင်ပါလိမ့်မယ်။ကာရစ်ရဲ့လက်ထက်မှာလူငယ်ကစားသမားတွေနဲ့ဘရူနိုလိုဝါယင်းတွေရဲ့ပေါင်းစပ်မှုကပုံမအားကောင်းလာဖို့ရှိနေပါတယ်။နံပါတ်4အခြားစိတ်ဝင်စားစရာအချက်လက်များကာရစ်ရဲ့အောင်မြင်မှုနောက်ွယ်မှာသူမီဒယ်ဘရော့မှာတင်ယူခဲ့တဲ့အတွေ့အကြုံတွေရှိနေပါတယ်။သူကခံစစ်ကိုအားကိုးတာမဟုတ်ဘဲနဲ့အခွင့်အရေးရရင်ရတယ်လို့တံပြန်တိုက်စစ်ကိုလည်းထိထိရောက်ရောက်သုံးဆွဲတတ်တာကသူ့ရဲ့ထူးခြားချက်ပါ။ဒါအပြင်အဝေးလဲကန်းထဲမှာကစားသမားတွေရဲ့လေးစားမှုကိုရရှိထားတာကသူ့အတွက်အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်နေပါတယ်။ညီကုန်းချုပ်ရရင်တော့မိုက်ကယ်ကားရစ်ကယူနိုက်တက်အတွက်ယာယီဖြည့်ဆည်းထပ်ပိုးနေပြီလား။သူ့ကိုယာဒီကုံထိပဲထားတာကမှန်ကန်ရဲ့လားဒီနှစ်မှာယူနိုက်တက်တို့ဥရောပဝင်ခွင့်ရနိုင်မယ်ထင်လားပရိသတ်တွေရောဘယ်လိုထင်ကြလဲမိမိတို့ရဲ့အမြင်ကိုအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားပေးခဲ့ကြပါဦးအခုလိုမျိုးဘောလုံးလောကရဲ့နောက်ွယ်အားအကြောင်းအရာတွေကိုသိချင်တော့ကျွန်တော်တို့ Beyond the Pitch YouTube Channel ကို Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်